ကာမအာယုံကိုစွန့်လွတ်ပါကာမအာယုံဆိုတာမျက်စိကမြင်ပြီးလိုချင်စရာကောင်းတဲ့အဆင်းအာယုံနားကနားထောင်ပြီးနှစ်သက်စရာကောင်းတဲ့အသံအာယုံနှာခေါင်းကလမ်းရှူရတဲ့နှစ်သက်စရာကောင်းတဲ့အနံ့အာယုံလျှာနဲ့လေရတဲ့ကောင်းမြတ်တဲ့အရာသာအာယုံနဲ့ခန္ဓာကိုယ်ကထိတွေ့ရတဲ့အထိတွေ့အာယုံလောကလူတွေဟာအဲ့ဒီအာယုန်တွေပေါ်မှာပဲမမောတွေ့တာပြီးတော့နေကြတာဖြစ်တယ်ရုံးမထွက်နိုင်ကြဘူးမျက်စိကအလှပဝရှာကြည့်တယ်နားကသာရတဲ့အတန်တွေကိုနားထောင်တယ်နှာခေါင်းကမှုတ်ကြိုက်တဲ့အနံ့တွေလျှာကကြိုက်တဲ့အရာတွေခန္ဓာကိုယ်ကအထိတွေ့တွေခြုံလိုက်လို့ရှိရင်ဒီ၅မျိုးကိုကာမဂုဏ်အာယုံလို့ကာမဂုဏလို့ခေါ်တယ်။ဘာကြောင့်ကာမဂုဏဆိုတာခေါ်ရတာတော့ဆိုလူတွေနှစ်သက်ပြန်လို့ပြီးဒိုးချစ်စရာကောင်းလို့ကာမစိတ်ထဲမှာဆွဲပြီးတော့နှောင်ဖွဲ့ထားတဲ့သောကြောင့်ဂုဏအဲ့ဒီစကားနှစ်ရပ်ပေါင်းပြီးကာမဂုဏကာမဂုဏလို့